အားလုံးပဲမင်္ဂလာပါ Codebridge ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ကျွန်တော်ဒီဗီဒီယိုကတော့သင်ရဲ့ JavaScript skill ကို0ကနေပြီးတော့ hero ထိတက်ဆောင်သွားပေးသွားမယ် series ရဲ့ပထမအဆုံး introduction video လေးဖြစ်ပါတယ် Okay အဲ့ဆိုရင်ကျွန်တော်တို့ JavaScript ရဲ့အကြောင်းလေးကိုဓာတ်ရိုက်မပြောခင်မှာတန်းပြီးတော့မပြောခင်မှာကျွန်တော် programming ဆိုတာဘာလဲတော့နည်းနည်းလေးတော့ပြောဖို့လိုလိမ့်မယ်ကျွန်တော်ဒီဥပမာလေးကိုစဉ်းစားကြည့်ဗျာတခါမှလက်ဖက်ရည်မဖြော်ဘူးရဲ့လူတယောက်ဆိုပါစို့လက်ဖက်ရည်ဆိုတာမြင်တာမမြင်ဘူးရဲ့လူတယောက်ဆိုပါစို့အဲ့လူကိုလက်ဖက်ရည်ဖြော်စေချင်တယ်ဆိုရင်ဟိလက်ဖက်ရည်ဖြော်လိုက်အောင်လို့ပြောလိုက်ရုံနဲ့မရဘူးဗျာသူဖြော်ရမှာမဟုတ်လက်ဖက်ရည်တော့မမြင်ဘူးတဲ့အဲ့လူကအဲ့ကြတော့ဘယ်လိုပြောဖို့လိုလဲဆိုတော့ဟဲ့လူဒီမှာရင်တွေးကိုအရင်တည်လိုက်ပြီးရင်အဲ့ရင်တွေးကိုလက်ဖက်ချောက်တွေထည့်လိုက်ပြီးခဏဆောင်ကျွန်တော်ရင်တွေးစုပြီးဆိုရင်တော့အဲ့ရင်တွေးကိုယူပြီးတော့ခွက်ထဲထည့်လို့ရတယ်အဲ့လိုမျိုးတိတိကျကျကိုကျွန်တော်တို့ step by step တစ်ဆင့်ပြီးတစ်ဆင့်ကိုအဲ့လိုမျိုး instruction တွေပေးဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်ကွန်ပျူတာတွေကလည်းအဲ့တိုင်းပဲကွန်ပျူတာကိုသုံးပြီးတော့ကျွန်တော်တို့ပြဿနာတစ်ခုဖြေရှင်းမယ်ဆိုရင်ကွန်ပျူတာကိုကျွန်တော်ခိုင်းဖို့လိုတယ်ခိုင်းတဲ့ချိန်မှာခုနလိုပဲကျွန်တော်တို့ကဒီ step by step တစ်ဆင့်ပြီးတစ်ဆင့်တိတိကျကျ instruction တွေကိုပေးပြီးခိုင်းဖို့လိုတယ်အဲ့တော့ကျွန်တော် programming ဆိုတာဗျာအရန်မြန်ပေမဲ့နည်းနည်းပိန်းတဲ့ဒီနည်းနည်းပြောတော်တော်ပိန်းတဲ့ဒီကွန်ပျူတာဆိုရဲ set ကိုကျွန်တော်တို့တိကျတဲ့ဒီ instruction တွေပေးခြင်းပဲပေါ့နော်အဲ့ဒါ programming ပါဟုတ်ပြီနောက်ပြီးတော့ကျွန်တော်တို့တစ်ခုသိထားပါကျွန်တော်တို့ဒီ programming ရေးတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ပေးရဲ့ instruction တွေကကွန်ပျူတာနားလည်တဲ့ programming language တစ်ခုခုနဲ့ရေးထားတာမျိုးဖြစ်ရမယ်ပေါ့နော်ဥပမာကျွန်တော်တို့ JavaScript နဲ့ရေးထားတာမျိုးပေါ့ဟုတ်ပြီ programming language တွေကလည်း JavaScript ပဲအပြင်အများကြီးရှိရဗျာတချို့ programming language တွေကကျတော့ကျွန်တော်တို့တချို့ပြဿနာတွေဖြေရှင်းရမှာတုံးပြီးတော့တခြား programming language တွေကကျတော့တခြားပြဿနာတွေဖြေရှင်းရမှာတုံးတယ်ဗျာဒါဆိုတော့နည်းနည်းတော့ရှုပ်သွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ဝင်စားတာ JavaScript ပဲပေါ့နော်ဒီ course မှာတော့ကျွန်တော် JavaScript ပဲစိတ်ဝင်စားတယ်အဲ့ကြအခုကျွန်တော်တို့သိချင်တာက JavaScript ကိုဘယ်လိုနေရာတွေမှာသုံးတာလဲဘယ်လိုပြဿနာတွေဖြေရှင်းမှုအတွက်သုံးတာလဲဘယ်လို software တွေတည်ဆောက်ဖို့အတွက် JavaScript ကိုသုံးတာလဲဒီမေးခွန်းကိုကျွန်တော်တို့ဖြေသွားပါမယ်ဟုတ်ပြီကျွန်တော်တို့ JavaScript ကို website တွေတည်ဆောက်ဖို့အတွက်အဓိကအပြင်သုံးပါတယ်ကျွန်တော်တို့ software တစ်ခု Facebook ပဲဆိုပါလို့ဗျာအဲ့ Facebook ကိုသုံးမယ်ဆိုကျွန်တော်တို့နီးနီးရှိရဗျာပထမတစ်နည်းကဒီ Play Store တို့အဲ့လိုမျိုးဒီ App Store တစ်ခုကိုတွားပြီးတော့ကျွန်တော်တို့ Facebook လိုရိုက်ထည့်ပြီးတော့ download လုပ်တယ်ပြီးသွားရင်ကျွန်တော်တို့သုံးတယ်ပေါ့ဗျာအဲ့ဒါပထမတစ်နည်းဒုတိယတစ်နည်းကကျတော့ကျွန်တော်တို့အခုလိုမျိုးကျွန်တော် web browser တစ်ခုခုကိုတွားလိုက်မယ်တွားပြီးသွားရင် facebook.com ဆိုပြီးကျွန်တော်ရိုက်ထည့်လိုက်မယ်အဲ့လိုရိုက်ထည့်ပြီးတော့မှကြာလာတဲ့ website ကိုသုံးတာပေါ့နော်ကျွန်တော် JavaScript ကကျတော့အဲ့လိုမျိုး website version တွေကိုဒီ software တွေရဲ့ website version တွေကိုကျွန်တော်တည်ဆောက်ဖို့အတွက်အသုံးပြုတာပါဟုတ်ပြီကျွန်တော်တို့ website တွေတည်ဆောက်မယ်ဆိုရင် JavaScript နည်းပညာတစ်ခုနဲ့တော့မလုံလောက်ဘူးကျွန်တော်တို့ဘာလိုရလဲဆိုတော့ HTML CSS ပြီးတော့ JavaScript ဒီ၃မျိုးလုံးလိုအပ်ပါတယ်ကျွန်တော်တို့ကဒီ calculator website လေးတစ်ခုလုပ်တယ်ဆိုပါစို့ HTML ကိုပဲသုံးပြီးတော့ကျွန်တော်တို့လုပ်မယ်ဆိုရင်ဒီလိုမျိုးပုံချမ်းပဲရလိမ့်မယ်လုံးဝ structure တတ်ပဲဗျာကျွန်တော်တို့ CSS လေးထည့်လိုက်မယ်ဆိုရင်တော့အခုလိုမျိုးလာပပလေးတည်တက်လေးသူ့အနေနဲ့သူလေး calculator ပုံစံလေးထွက်သွားပြီဗျာဒါပေမဲ့ကျွန်တော်အခုချိန်ဆိုရင်ခလုတ်တွေနှိပ်ကြည့်မယ်ပေါင်းတော့မြောက်စားလုပ်ကြည့်မယ်ဆိုရင်လုပ်လို့ရမှာမဟုတ်သေးဘူး functionality မရှိသေးဘူးကျွန်တော်တို့အဲ့လိုမျိုး functionality ထည့်ချင်တယ်ဆိုရင်ကျွန်တော်တို့က behavior တို့မှာ functionality ကိုထည့်ချင်တယ်ဆိုရင် JavaScript ထည့်ရေးလိုက်မယ်ဒါဆိုရင်တော့ကျွန်တော် calculator တွေကပေါင်းတော့မြောက်စားလုပ်လို့ရပြီကျွန်တော်ဒီ HTML ရဲ့ CSS ရဲ့ JavaScript ရဲ့အဲ့လိုမျိုးသုံးခုပေါင်းပြီးတော့ကျွန်တော်တို့ website တွေကိုဖန်တီးရပါတော့Okay ဒါဆိုရင်တော့ကျွန်တော်တို့ HTML ရဲ့ CSS ရဲ့ JS ရဲ့ကိုရေးပြီးကျွန်တော်တို့နမူနာ website တခုတည်ဆောက်ကြည့်မယ်ဒါပေမဲ့အဲ့ website ကိုမတည်ဆောက်ခင်မှာကျွန်တော်တို့အဲ့ code တွေရေးဖို့အတွက်code editor တခုလိုရဗျာအဲ့ကြတော့ code editor တခုကိုတွားပြီး download လုပ်ပါမယ်ကျွန်တော် browser တခုကိုဖွင့်လိုက်ပါ Chrome ဖြစ်ဖြစ်ပေါ့ပြီးရင်VS Code download ဆိုပြီးတော့ရိုက်ထည့်လိုက်ပါပြီးရင်ဒီလိုမျိုး logo လေးနဲ့ link ဝင်လိုက်ပါပြီးရင်ဒီကို laptop ရဲ့ဒီ OS ပေါ်မူတည်ပြီး download လုပ်လိုက်ပါကိုက Windows ဆို Windows download လုပ်လိုက်ပါအဲ့လို download လုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော် video ပြန်လာခဲ့ပါ Okay ကျွန်တော်ဒီ code ရေးဖို့အတွက် Visual Studio Code ကို download ဆွဲပြီးသွားပြီဆိုတော့ကျွန်တော်တို့ရဲ့ပထမဆုံး website ကိုစပြီးတော့လုပ်လို့ရပြီအဲ့ကျွန်တော်ပထမဆုံး website မှာရှိမယ်ကျွန်တော်တို့ HTML file တွေ CSS တွေ JavaScript file တွေဒီ file တွေကိုကျွန်တော်တို့သိမ်းဖို့အတွက်ဒီ desktop ထဲမှာကျွန်တော် folder တစ်ခု create လိုက်မယ်
first website ဆိုပြီးပေးလိုက်မှာပေါ့နော်ပြီးရင်ကျွန်တော်တို့ VS Code ကိုဖွင့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ desktop ထဲမှာတိစောက်ထားတဲ့ folder ကို VS Code မှာဖွင့်လိုက်မယ်โอเคလောလောဆယ် folder ထဲမှာတော့ကျွန်တော်တို့ဘာ code file မှမရှိသေးဘူးပေါ့နော်အရင်ဆုံးကျွန်တော်တို့ HTML file ကိုရင် create လုပ်မယ်ကျွန်တော် testing လို့ပဲပေးလိုက်မယ်ပေါ့နော် testing စမ်းနေရဖြစ်တဲ့ testing.html ကျွန်တော် .html နဲ့ဆုံးဖို့လိုရပေါ့နော်CSS နဲ့ JavaScript ဆိုရင်လည်းထုံးနေတော့အောင်မယ် CSS file ဆိုရင် .css JavaScript ဆိုရင် .js ကျန်တဲ့ programming language တွေလည်းဒီ programming မှာကျွန်တော်တို့အရာရာတိုင်းလိုပဲပေါ့နော်သူတို့ extension နဲ့ဆုံးဖို့လိုပဲပေါ့နော် okay ကျွန်တော် HTML ရေးရဆိုရင်အမြဲတမ်းထက်ပြီးရေးရတဲ့ code တွေရှိရဲအဲ့ code တွေကိုကျွန်တော်တို့ကဒီ boilerplate code လို့ခေါ်ရပေါ့နော်အဲ့ code တွေကိုကျွန်တော်တို့မရေးချင်ဘူးဆိုရင်ပြန်မရေးချင်ဘူးဆိုရင် exclamation mark လေးကိုရိုက်လိုက်ပြီးရင် enter ခေါက်လိုက်တယ်ဆိုရင်ဒါအမြဲတမ်းပြန်ရေးရတဲ့ HTML code တွေကျွန်တော်ရသွားပြီပေါ့နော် okay ကျွန်တော်ခုနပြောသလိုပဲ HTML ကဒီ website တစ်ခုရဲ့ structure ပေါ့နော်ပုံစံကိုတိစောက်ရဖြစ်တယ်ပေါ့နော်အဲ့ဒီကျွန်တော်တို့ပုံစံအတွက် code တွေဘယ်မှာရေးလဲဆိုတော့ကျွန်တော်တို့ဒီ opening body tag နဲ့ဒီ closing body tag နှစ်ခုကြားထဲမှာရှိရပေါ့နော်ဆိုတော့ကျွန်တော်အခုဒီပထမဆုံး website အတွက်ပုံစံအတွက်ကျွန်တော်တို့ဒီ code နဲ့ရေးကြည့်ရပါတော့โอเคဒါဆိုရင်ကျွန်တော် website ရဲ့ပုံစံကတော့စောက်ပြီးသွားပြီအဲ့ဒါဒီ website ကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒီ HTML file ကိုကျွန်တော် browser တစ်ခုခုကိုတုံးပြီးဖွင့်ဖို့ပဲလိုပါတယ်အဲ့ကြတော့ကျွန်တော် HTML file ကိုဘယ်မှာတင်ထားရလဲဆိုတော့ဒီမှာတင်ထားရယ် first website folder ထဲမှာပြီးရင်ကျွန်တော် open with ဆိုပြီးတော့တိုက်တဲ့ browser ရွေးလို့ရတယ်ပေါ့နော်ကျွန်တော် Chrome ကိုရွေးလိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ website ရပြီပေါ့နော် my first website ဆိုပြီးပေါ်လာတယ်ကျွန်တော် code editor နဲ့side by side ထားလိုက်မယ်ပေါ့နော်ကျွန်တော် body ထဲမှာဒီအရေးထားလို့ဒီဘက်မှာ icon ကဒီ icon နဲ့ဆိုင်တဲ့ဒီ HTML visual ပေါ့နော် visual ပေါ်လာတော့ပေါ့ okay ကျွန်တော်ဒီဟာကိုကျွန်တော်နည်းနည်းပြန်လိုက်မယ်and that's very cool ဆိုပြီးကျွန်တော်ပြင်လိုက်တယ်ဆိုရင်ဒီဘက်မှာတစ်ချက်တော့ refresh လုပ်ပေးဖို့လိုတယ်အဲဆိုရင် and that's very cool ဆိုပြီးပေါ်လာရပေါ့ဗျာ okay ဒီဟာကိုကျွန်တော်တို့ခုနပြောသလိုပဲ CSS က website ကိုပို့ပြီးတော့လှအောင်ပေါ့နော်လို့ရှင်းပြောရရင်ပို့လှအောင်လုပ်တာပေါ့နော်အဲ့ကြကျွန်တော်တို့ဒီအခုဒီစာကိုအကြောင်းပြောင်းနေတယ်ဆိုရင်ကျွန်တော်တို့ style ဆိုပြီးရိုက်လိုက်ပါပြီးရင်အကြောင်းပြောင်းနေဖြစ်တဲ့ color ပြီးရင်အနီရောင်လေးပြောင်းလိုက်မယ် red okay တခါပြန်ပြီး refresh လုပ်လိုက်ပါ okay ဒါဆိုရင်တော့ကျွန်တော် CSS ကအလိုမျိုးလုပ်ပေးရဖြစ်ပါတယ် okay ဒါဆိုတော့ကျွန်တော်အခုJavaScript ကိုရေးပါမယ် JavaScript ကိုရေးမယ်ဆိုရင်ကျွန်တော်တို့ script tag ထဲမှာထည့်ရပါတယ် script okay ဒါ script ရဲ့ဒီ script ရဲ့ opening tag နဲ့ closing tag ထဲမှာကျွန်တော်ထည့်ရမှာဖြစ်ပါတယ် console.log console.log အစားကျွန်တော်ဒီ alert ဆိုတဲ့ဟာရေးမယ်ပေါ့နော်ကျွန်တော်ပြောလိုက်တဲ့အတိုင်းပဲ JavaScript ကဒီ website ရဲ့ဒီ behavior ပေါ့နော်အဲ့ဒါကိုထိန်းချုပ်ပေးရဲ့ဒီအပိုင်းကိုတာဝန်ယူရပါတော့ okay ကျွန်တော်ဒီဟာကိုအခုရေးပြီးတော့ refresh လုပ်လိုက်မယ်ဆိုရင်hello first js ဆိုပြီးတော့ပေါ်လာရပေါ့နော် first JavaScript ဆိုပြီးကျွန်တော်ပေါ်လာပါတယ်အဲ့ဒါကျွန်တော်ဒီ code လေးကြောင့်မို့လို့ပေါ့နော်အဲ့ဒီ behavior ကဒီ code လေးကြောင့်မို့လို့ဖြစ်တာပေါ့နော်ဆိုတော့ JavaScript ရဲ့အပိုင်းရောအဲ့ဒါဒါပေမဲ့တစ်ဆက်တည်းမှာကျွန်တော်ပြောချင်တာကဒီ script tag ကိုကျွန်တော်ဒီ head ထဲမှာအခုထည့်လိုက်တာပေါ့နော်အခုhead ထဲမှာထည့်ထားတာအဲ့ဒါကောင်းတဲ့အကျင့်မဟုတ်ဘူးပိုကောင်းတဲ့အကျင့်ကဘာလဲဆိုတော့ဒီ body tag ထဲမှာထည့်ရမယ် body tag ထဲမှာဟိုမှာ
ကျန်တဲ့ဒီအပေါ်မှာရှိနေတဲ့တက်တွေအကုန်လုံးရဲ့အဆုံးမှာပေါ့နော် body တက်ရဲ့အဆုံးမှာထည့်တင်တာပေါ့နော် okay အဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်ဥပမာလေးတစ်ခုနဲ့ရှင်းပြမယ်လောလောဆယ်ကျွန်တော်တို့ရဲ့ website ကwebsite ရဲ့ content အနီရောင်စာလေးတစ်ကြောင်းပဲပေါ့နော်ကျွန်တော် JavaScript ကိုသုံးပြီးတော့အဲ့ဒီအနီရောင်စာလေးကိုအပြာရောင်ပြောင်းလို့ရတယ်ပေါ့နော်ကျွန်တော် CSS ကိုသုံးပြီးတော့လည်းပြောင်းလို့ရတယ် JavaScript ကိုသုံးပြီးတော့လည်းကျွန်တော်ပြောင်းလို့ရပါတယ်ဘယ်လိုပြောင်းလဲဆိုတော့ကျွန်တော်ဒီ code ပေါ့နော်အဲ့ code ကိုကျွန်တော်လောလောဆယ်ဒီမှာထားလိုက်မယ်အဲ့မှာထားပြီးတော့လေ run လို့ရတယ်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ဒီ code ကိုဒီမှာထားပြီးတော့ run လည်းရတယ်ပေါ့နော်လောလောဆယ်ကျွန်တော်တို့အပေါ်မှာပဲထားထားတယ်ပေါ့နော်အောက်မှာထားတာတော့ကျွန်တော်ပြောသလိုပဲ best practice ပေါ့နော် okay ကျွန်တော် refresh လိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့စာအပြရောင်ပြောင်းသွားလားမပြောင်းသွားဘူးပေါ့နော်အနီရောင်ပဲဖြစ်နေတော့မယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့ဒီကောင်ကို best practice အတိုင်းအောက်မှာထားကြည့်မယ်ပြီးတော့ကျွန်တော် refresh လိုက်တယ်အပြပြောင်းသွားပါတယ်အဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ file ကို test.html ဆိုတဲ့ file ကိုကျွန်တော်တို့ Chrome နဲ့ဖွင့်လိုက်တဲ့အချိန်မှာဆို Chrome ကဒီ file ကိုကျွန်တော်အပေါ်ကနေအောက်ကိုဒီလိုမျိုးလေးတစ်လိုင်းချင်းစီ top to bottom ဖတ်ပါတယ်အဲ့လိုဖတ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီ script tag ကကျွန်တော်တို့ဒီမှာသာရှိနေရဆိုရင်by the way ဒီ JavaScript ရဲ့ဟာကိုကျွန်တော်လူစကားနဲ့ပြောမယ်ဆိုရင်hit on Chrome ဒီ h1 ဆိုတဲ့ element ကိုရှာပြီးဒါမျိုးမှာရှိရဆိုရင်အပြာရောင်ပြောင်းဒါလူစကားနဲ့ပေါ့နော်ဆိုတော့ကျွန်တော် Chrome ကအပေါ်ကနေအောက်ကိုဖတ်တဲ့အချိန်မှာဒီ instruction ကိုတွေ့တယ်ဒါပေမဲ့သူ့မှာ h1 ဆိုတဲ့ element မရှိသေးဘူးလေဘာလို့ဆိုတော့ तू ကဘယ်ချိန်မှရှိမှလဲဆိုတော့ကျွန်တော်အောက်က body ထဲမှာ h1 ကိုဆက်ဖတ်ပြီးသွားမှာလားလေh1 ဆိုတဲ့ဟာသူ့စီမှာရှိမှာဟုတ်တယ်မလားမရှိသေးတဲ့အတွက်ကျွန်တော်တို့အရောင်မပြောင်းပေးနိုင်ဘူးเนาะဒီတိုင်းလေးရှုလိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီစာကျွန်တော်တို့ကဒီအောက်မှာသွားပြီးထားတာရယ်ဆိုရင်တော့ဒီ body tag အောက်ဆုံးမှာထားရယ်ဆိုရင်တော့ကျွန်တော် Chrome ကဖတ်လာရဲကျွန်တော် h1 ကိုလည်းဖတ်ပြီးသွားပြီဖတ်ပြီးသွားတဲ့အတွက်သူ့မှာ h1 ရှိတယ်အဲ့ဒါပြီးမှကျွန်တော်တို့ဒီ h1 ကိုအရောင်ပြောင်းခိုင်းတဲ့အပြာရောင်ပြောင်းခိုင်းတဲ့ JavaScript instruction က Chrome ကဖတ်မိတာဖြစ်တဲ့အတွက်သူ့မှာ h1 ရှိပြီးသားဖြစ်တဲ့အတွက်သူအဲ့ချိန်မှာဒီအရာကိုအောင်မြင်စွာပြောင်းလဲနိုင်တယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်တို့ဒီ JavaScript code တွေကို HTML code တွေဖတ်ပြီးမှ JavaScript code တွေကိုဖတ်စေခြင်းကကျွန်တော်တို့ best practice အဖြစ်ကျွန်တော်တို့use ရတာပေါ့နော် Okay ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ JavaScript programming language ကပါလဲJS ကိုကျွန်တော်တို့ဘာတွေတိစောက်ဖို့အတွက်သုံးတာလဲဆိုတာကိုဥပမာတွေနဲ့ကျွန်တော်တို့ရေးပြီးသွားပြီဖြစ်တယ်ကြည့်ပြီးသွားပြီဖြစ်တယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်တို့ JavaScript တွေမှာကတခြား programming language တွေမှာလည်းအခြေခံကြတဲ့ concept တစ်ခုဖြစ်တဲ့ variables နဲ့ data type ဆိုတဲ့ topic ကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲကြမှာတွေ့ရပါဦး